အောင်မြင်မှုရမယ်နေတဲ့အတွက်ဒီသူတွေပါပဲဒါနောက်ဆုံးတော့တိုက်ပွဲတစ်ခုပဲတရားတော်စကိုတိုင်းနေရခြင်းအာရမကိုတုံးလန်းနိုင်မှုတော့ရောက်မရှိသူကြီးပတ်စစ်တပ်ကိုပြင်းပြသူချေမုံဆိုတိုင်းရင်တော့ဖွဲ့စည်းတွေစူးစီလို့ရေလာရေလာဒီသူစစ်တီတော့ရောက်မရှိသူကြီးလိမ့်စာနဲ့လားလိမ့်စာနဲ့လိမ့်စာထည့်ပြပြီလိမ့်စာထည့်ပေးလိုက်ပြီပတ်စတဲ့ကိုပြင်းပြသူချေမုံဆိုကွာ